ဂီတာတီးမယ်ပုံကံမယ်တွေးခေါ်မယ်တန်းတာမယ်တယောက်ရင်ထဲကိုတယောက်စာပို့မယ်အောင်ခိုင်မြတ်မင်းကအိတ်မပြောတာတခုပဲရှိတာငါကဘာမှကိုမပြောတာပါအောင်ခိုင်မြတ်အစိုးရမပိုင်တဲ့ငါနှလုံးသားကမင်းကိုသတိရမိတယ်ငါကိုမင်းပိုင်ခြင်းပိုင်ခွင့်ရှိတယ်ငါကိုဘယ်အစိုးရမှမပိုင်ဘူးအောင်ခိုင်မြတ်အသက်ရှိလို့ပူလောင်မိပြီပြောစရာကိုလိုက်ရှာတော့ပြောစရာရှားလို့ရေခဲတုံးလိုမှတော့ပြောမိခဲ့တယ်တစ်ဆက်ချင်းတစ်ပေါက်ချင်းအောင်ခိုင်မြတ်ငါတို့ဟာကွဲကြည်နေတဲ့ဖန်သားဖြစ်ခဲ့ရင်တော့ငါတို့ရဲ့အစနာတွေဘယ်ရာကိုမှမဖိတ်စင်အောင်နေတတ်ရမယ်အောင်ခိုင်မြတ်ပတ်ဝန်းကျင်ပေါ်တင်နေတဲ့အကျွေးကိုကာဖေးဆိုင်မှာပိတ်ဆက်ခဲ့တယ်ဘယ်ရွယ်ရောက်ရောက်ကြားစိမ်ပဲတောင်းတယ်အောင်ခိုင်မြတ်